ခင်မုန်းသက်ဝေຫນွေယူသားနိုင်တဲ့လောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားစေပါခင်မုန်းသက်ဝေမိုးရိပ်မိုးဦးတွေကျူးပြီးဆိုရင်ပန်းနီတွေပွင့်ပြီးဆိုရင်ချွေးညံ့မရှိအယူတဲနေတဲ့တုန်းမှာပဲကျွန်တော်တို့ရဲ့ပုံတူပတ်စာလေးတွေကြောင်းခြေကားထားတဲ့တခြင်းတွေတော့တခါတလေရေးဖြစ်ဆိုဖြစ်ပါတယ်ပိုးဖလန်လေးတကောင်သူ့တောင်ပံတွေကိုချွတ်ချလိုက်တယ်လို့ပေါ့ဘေးလူတွေမြင်မှာပေါ်ပါနေပြီမယ်သူ့လေလံဖီစီးမှုနဲ့သူပါခင်မုန်းတော်ပြီဒီလိုကြောင်းတာကျွန်တော်မိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကန်သုံးစင်ကိုရောက်ဖြစ်ခဲ့သေးတယ်ရေတိုင်းလာရာအတိုင်းရင်းကြီးပင်လေးတွေဆက်လက်ရွေရှားနေကြရေလေကျွန်းငှက်တွေအရင်လိုတေးတီဖောင်ဖွဲ့နေကြတရားပြက်ကြီးရဲ့လက်ကျန်တိုင်တွေကရေလေမှာထိုးထိုးထောင်ထောင်လှမ်းပြီးနှုတ်ဆက်တယ်အင်မတန်အထီးကျန်လာပြီမယ်ခုထိလဲပြုတ်ပင်မရသေးပါဘူးကွာတဲ့တချို့လူတွေတန်းလမ်းခွဲတယ်ဆိုတာလွယ်လုံးပါလေကိုအေးဖို့ကိုရှင်းပြီးထပြန်ညရင်ပါပဲခတ်တယ်ခင်မုန်းတော့ရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျယ်ရီဒူဝင်ကျယ်ကိုစိတ်နာသလိုဘသူငုံနေတာလဲကွယ်ဒီမှာတိတ်ခတ်တယ်ရမ်းပြူနာတစ်ပင်လေးတော့မရှိကြတော့အဲ့လိုဆိုမှဖြစ်သူ့တစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလေးတွေလည်းမရှိတော့ဘူးပေါ့နောက်ဝတ်ထားတာလို့ကြီးကျွန်တော်စိတ်ထဲမှာထင်မိနေသေးရဲ့အချစ်တဲ့ထင်သေးတဲ့အားလုံးတိုးတငယ်ဖြစ်သွားတယ်တော့နှုတ်ဆက်ပါတယ်ဟန်လင်ကလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးတော့ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မိမ့်မပြူကအကြာကြီးစောင့်နေမှာမဟုတ်လို့လေရှေ့ကိုသွားနေရထားမှာနောက်ပြန်ထိုင်စီဝေးကွာခြင်းဆိုတာကိုပိုနားလည်လာရတယ်မဲစလီပင်တန်းတွေတရွရွကျန်ခဲ့ပြီဖေးချိုးရောင်စုံတွေကျန်ခဲ့ပြီဖိုးချိုတချင်းတွေကျန်ခဲ့ပြီပန်းသီးညာစောင့်နေမယ်ဆိုတာတွေကျန်ခဲ့ပြီကျောင်းသားကပ်ပြပြီးစပိန်ငှားလို့ရတဲ့ဆိုင်လေးတွေကျန်ခဲ့ပြီဟိုနားကတချင်းစတဲ့နေရာဒီနားအချစ်စတဲ့နေရာအားလုံးကျန်ခဲ့ပြီဘသူခေါ်တယ်မှကြားလို့တော့မဟုတ်ပါဘူးရွာရိုးကိုပေါ့ကျွန်တော်ရှောက်သွားနေခဲ့တာဆယ်စုနှစ်တစ်ခုစာတယူဇနာနှစ်ယူဇနာခြေရာတွေတော့ပြားလို့ပင်လေပပင်းနဲ့ကျွန်းကြကြမှာအိတ်တဲ့ခါအိတ်တယ်တခါတလေကန်းကြီးတွေကြောင်ညုံနန်းဆောင်မြင်နေခရုကုန်နေဖိုးဖွေးလောက်အောင်ခင်းထားတယ်ယူမိကြလမ်းကလေးတွေတခါစမ်းပြလွတ်နဲ့ခင်နှန်းตาရတယ်ခင်ဖုံးတော့ဝေလို့လူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရွာလေးတွေမှာတဆောင်းတနေကျွန်တော်ပြောသလိုနေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ဒီရုံးပင်လေးကိုရှက်တက်မှာဒီလိုတိုက်ဆိုင်လာတဲ့ညရီဆိုရင်လူတခြားအိမ်မှာတခြားပဲတခါတော့ခေါင်းစဉ်ပုတ်ပြက်နဲ့စစ်မလန်းကြတယ်အရင်နေ့ကိုတုံးပြီးမုန်းချင်တိုင်းမုန်းနေကြတဲ့ညီကိုတွေဈေးစရာနဲ့လူသက်သမားနှစ်ကိုခွဲထားကြသူတွေတခါတလေမိုးတုံကွယ်ရာရှိုးတွေမြောင်းနေကွန်ကရစ်နာကျနေရမျိုးပြတွေတခါစိတ်လိုက်မှငိုဝေးမရှိတဲ့ထက်ခိုးလေးတွေဒီလိုရေးကြစနစ်နဲ့ကျွန်တော်ကြပြားစရာဖြစ်လာခဲ့ပုံရပါတယ်မိကပါကြီးခင်မုန်းတော့ဝေဟောဒီလိုရတုဆိုးတွေလင်္ကာပြက်တင်တဲ့တင်းတို့သူရဲ့ဆက်တောင်းမှုမှာပြောနိုင်ကြပါစေပုံမှန်ပါပဲခင်မုန်းတော့ဝေပြတော့ပြောဘူးသလိုဈေးကမ်းပြတိုင်းအချိန်မှန်စားခိုင်းတာတို့ secret တွေပူဆက်တွေရှော့ခိုင်းတာတို့ဘယ်ချိန်နဲ့ဒီလိုစောင့်လာလဲဆိုတော့ရုပ်ဝတ်တော်နေရုပ်ရှင်ယုံတင်တဲ့နေ့ကပေါ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်သူတို့နားမလည်ကြဘူးခင်ဗျာတော့ခုနှစ်တွေတက်ကလေးတွေဒါတွေကိုပဲထပ်မင်းနေပြီးတော့ဇုံလုံးကန်းနေသူကရှုမြောက်ပြောင်းကြည့်တယ်ကျွန်တော်ဟိုသူတို့ကြည့်ကြတယ်အားလုံးရွှေချွန်ရုံပေးလိုက်ပါတယ်မနေ့ကဒီနေ့လိုစိတ်ထဲမှာတင်တယ်အားလုံးလမ်းထွက်သားကြပါလိမ့်မယ်ခွင့်လို့နေကြကမ်းမတွေကိုတိုက်စားဖြိုချခဲ့တဲ့မြင်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါကဧပြီတောင်းတစ်တပင်ဖြစ်ပါတယ်တောင်းမှမိုင်းဒါကကျွန်တော်ပွင့်စေခြင်းနဲ့စနေအောင်ပန်းတစ်ပွင့်ဖြစ်ပါတယ်ခင်မုန်းတဝေလောင်ရဲ့နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့လူတွေနှမျောသွားတဲ့အထိရဲတဲ့ပြုံးတတ်တာလဲကျွန်တော်သိပါတယ်အလွယ်တကူထော်သုံးမိတိုင်းအလွမ်းဟာအန်ဒီရများလာတယ်ငွေလေယူတွေဇဝေဇဝါနဲ့တိုင်နေကြပြန်ပါပြီအလုံးစုံစုံစားရတဲ့ရက်မှာသူလိုငါလိုကျွန်တော်ရင်လိုပါပဲခင်မုန်းတဝေဒီတညလဲအရင်ညဆူတောင်းလို့တခါတော့ပဲ
ထပ်တွေ့ခြင်းမိပါတယ်နှုတ်ဆက်ဖို့ပါတန်းတင်